hello မင်္ဂလာပါ9မိနစ်ဝန်းကျင်နဲ့စာရေးကြကြမယ်ခိုဒီဆိုခိုအဲ့ဒီဆိုခိုအဲ့ဒီအဆိုခိုဟိုဒုခိုဘဲခိုချီရာဒီဘက်ဆိုချီရာအဲ့ဒီဘက်အာချီရာဟိုဘက်ဒိုချီရာဘဲဘဲလဲကိုမေးချင်တာနော်ခောရှိစောစာတင်ကန်ရှော့ခုတိုထမင်းစားဆောင်ကန်တင်ဂျီမူရှော့ယုံကန်အစီဝေကန်ခါယီကီရှိစောအစီဝေကန်ဥခဲစုခဲအကျုကောင်တာရောဘီနာနေကန်ဟေယအခန်းထိုးရဲအိမ်သာအိုတဲအာရာယီတန်စင်ကန်ခါယီဒန်လေကာအရေဘေတာဒလေကာအစုခရဲတာဆလေကာဂျီတိုဟန်ပိုင်းခီအလိုလျောက်စေအောင်ဆက်တယ်လီဖုန်းခုနီတိုင်းပြည်နိုင်ငံခိုင်ရှာကုမ္ပဏီဥချိအိမ်ကုစဖနက်နကုထိုင်နဂဒိုင်ဝိုင်းဥရိဘအယောင်ကောင်တာချစ်ကမြေအောက်ကိုင်းထက်အထက်တွေတစ်ထက်နှစ်ထက်ကိုပြောတာပါနန်းကိုင်းဘယ်နှစ်ထက်ဘယ်အထက်အန်ရန်ikhura ဘလောက်ငွေကြေးရည်တွက်တဲ့နေရာမှာသုံးပါတယ်ဘလောက်ကြလဲဘလို့လဲအဲ့လိုမျိုးမေးတဲ့နေရာမှာပါဟေယခုတရားရာစံတထောင်မန်တတောင်းတောင်းဣတာရီယာအီတလီဆွစ်ဇာလန်ဖရန်စ်ပြင်သစ်ဂျာကာတာဘန်ကောက်ဘန်ကာဘယ်ရင်ပါလင်ရှင်အိုဆာကာဘူတာနာမည်ကဲဒီနေ့မှလည်းစာရေးအများကြီးရမယ်လို့မျှော်လင့်ပါတယ်နောက်နေ့မှလည်းပြန်တွေ့မယ်နော်ဘိုင်